ဒီစားဝတ်တိုင်းဒီရဘုံဝိုင်းနေ9ရက်4လ2025ခုဖြစ်ပါတယ်ဘုံတို့ရဲ့ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့သာသနာပြုခီးစဉ်ကြွတိုင်းရဲ့သာသနာပြုဖခင်ဖြစ်တဲ့ပထမဆုံးလူရဲ့မွေးနေ့နေရာချင်းဓမ္မဝါဒနာကုသိုလ်ကောင်းမှုနောက်တစ်ခုဘိုးဘွားတွေကိုလည်းပဲဘိုးဘွားတဦးလည်းတောင်းချက်ပေးနဲ့ဘိုးဘွားတွေကို10ဥစားတယ်လည်းပဲ2သိန်းချက်လူတန်းတယ်လို့ငလင်ပေးတယ်လည်းပဲဒါကြီးကပထမတစ်ချိန်လည်းလူပြီးသားဖြစ်ပါတယ်အခုလည်းပဲဒါကြီးရဲ့မွေးနေ့မှာငလင်ပေးအတွက်လည်းပဲကျောင်းဆောက်တဲ့နေရာမှာလည်းပဲဒါကြီးဥဆောင်ရဲ့ကုသိုလ်ကောင်းမှုနေရာပြင်လူတန်းတာဖြစ်ပါတယ်ဒါဒီတို့မိသားစုကဘုံအပေါ်မှာနေမဟုတ်ဘဲနဲ့တကယ်ကိုသာသနာတော်ကြီးတစ်ခုလုံးအတွက်ဆရာတော်တွေအားလုံးတကယ်ပဲဒီရတကယ်ကိုအားကိုးရတဲ့သာသနာပြုတကားကြီးဖြစ်ပါတယ်ဒီလိုပဲမိတ်ဆွေတွေကအားလုံးတကယ်ပဲအမြဲတမ်းပြည့်စုံမှုတွေနဲ့အမြဲတမ်းပျော်မွေ့နေတတ်တဲ့ပြည့်စုံမှုပေါင်းမြောက်များစွာနဲ့အမြဲတမ်းကျင့်တတ်နေတတ်တဲ့ဒါတကားကြီးဥဆောင်မှုဝိနည်းမင်္ဂလာခါကာလသမယမှာဒီသက်ရှိကျမ်းမှာစိတ်ချမ်းသာပြီးကောင်းကျိုးလိုရဆန္ဒတွေပြပါပါစေဒါဘုံမိုးရဲ့ပုံမှာလည်းပဲတကယ်ကိုသာသနာတရားကြီးတိတစွာနဲ့တကယ်ကိုပြည့်ဝဝနဲ့အမြဲတမ်းဘုံပါလို့လည်းအမြဲတမ်းပေးဆက်နေတဲ့ဒါကြီးလည်းဖြစ်ပါတယ်ဒါဘုံမိုးရဲ့ဝိနည်းရှင်ဒါကြီးသက်ရှိကျမ်းမှာစိတ်ချမ်းသာပြီးကောင်းကျိုးလိုရဆန္ဒတွေပြပါပါစေဒါဒီရဲ့ဝိနည်းကိုကောင်းမှုဝယ်လေးဖြစ်ပါတယ်ဒါလေးရဲ့မွေးကုသိုလ်ကောင်းမှုဝယ်လေးမှာဝင်းကစတူဒီတာခါတိုင်းနှစ်တည်းလိုပဲစတူဒီတာတွေလည်းပဲလှူဒန်းတယ်လို့ဒါဖိုးဖွားတွေကိုလည်းပဲတုံးနေဒါ2000ကျပ်စီနဲ့10ဦးစာတက်ကို2သိန်းကျပ်ငလင်ပေးတယ်လည်းပဲဒါဒီတစ်ခါဆိုလည်းပဲတော်တော်ကိုငလင်ပေးတယ်အများကြီးလှူဒန်းပေးထားတာဖြစ်ပါတယ်ပထမတစ်ချိန်လည်းပဲငလင်ပေးတယ်လည်းပဲလူရမ်းမိဖြစ်ပါတယ်လေးကြုံမိသားစုအားလုံးသက်ရှိကြမှာစိတ်ချမ်းသာပြီးကောင်းကျိုးလိုရဆန္ဒတွေပြပါပါစေဒီဟာဒီကုသိုလ်ကောင်းမှုအလုံးစုံကိုဒါတော်တော်ဆုံးရဲ့မိဘနှစ်ပါးများဖြစ်ကြတဲ့ဒါဝိနည်းမျိုးမေတော်ကြီးတမန်ပြည်လိုလည်းရောက်ရပွားပုံသဏ္ဍာန်ကလည်းသာဓုနုမောဒနာခေါ်ဆိုနိုင်ပါပြီလို့လည်းဆန္ဒပြုပါတယ်